အသေးအားစီးထဲကောင်းတဲ့အစားတောက်10မျိုးပြောပြမယ်နော်ဒါလက်ဆောင်ပေးတာပေါ့နော်ပြောလဲပြောရမှာပါဟိုဘီယာသမားတွေရက်သမားတွေကျွန်တော်ကချစ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအရက်ကိုကြိုက်တော့လေနော်ဒါဒီစားကွာဘီယာတောက်ရက်တောက်ရတယ်ဒါဒီစားဒါပေမဲ့ short တော့ short တောက်ပေါ့နော် limit လေးနဲ့တောက်မယ်ဟိုနေတိုင်းမတောက်ဖ ೇನೆ ရက်ချပြီးတော့တောက်မယ်ပေါ့နော်အဲ့လိုညီကိုတွေအတွက်ပါ10မျိုးပြောပြမယ်ပေါ့နော်နံပါတ်1ကဂါလစ်ကြက်သွန်ဖြူကနံပါတ်1ပဲအသေးနဲ့ပတ်သက်ရင်အသေးဆိုတာစီကြောက်တယ်ပေါ့နော်ဘီယာတောက်လို့ရတယ်စီပပတာစားပေါ့နော်အရေးတောက်နေမြည်နော်နေကြစီနော်နံပါတ်2က green tea ဘီယာတောက်ရင်တော့ရင်နွေးချမ်းတောက်ရင်တော့ပြေမှာပေါ့စိတ်ပြေမှာပေါ့ဘီယာတောက်တဲ့ချိန်ရင်နွေးချမ်းမတောက်နဲ့ဘီယာမတောက်တဲ့ချိန်မှာရင်နွေးချမ်းတောက်ပေါ့နော်ပြီးတော့ nest တွေပေါ့နော်ခုနနေကြစီလိုမျိုးတွေပေါ့နော်တကြားသီးလိုမျိုးဖယုံစီပေါ့နော်ချုပ်ဘီယာတိုင်းထိုင်ကျွန်တော်ထိုင်လကားထိုင်မှာဝိုင်းရဘယ်ဝိုင်းရဘာတွေစားလို့ကြည့်ဘယ်ကောင် educated ဖြစ်လဲပေါ့ဒီကောင်ကတီဟိုစီးနဲ့မြည်တာ god မိုက်တယ်ပြီးတော့နေကြစီးနဲ့မြည်တာကောင်းတယ်ဟောအသီးနဲ့မြည်တာအကင်းနေအကျော်နေမြည်ရင်တော့ဟာ sorry ပဲကြည့်လိုက်တော့လေဟုတ်တယ်သူမျက်နှာရထုတ်ထွားနေမျက်နှာပြင်တွေကမညီဘူးပေါ့နော်မျက်နှာကိုကြည့်ရုပ်ရောကြည့်ကျွန်တော်ထိုင်ကြည့်ဘီယာဆိုင်ထိုင်လူတွေကိုကြည့်တယ်အခက်ခက်တယ်ဘာတွေနဲ့စားဘာတွေနဲ့မြည်ရတော့ပေါ့နော်အဲ့တော့ coffee ကတော့ပြောမယ်နံပါတ်4မှာပါတယ်အသေးနဲ့ပတ်သက်ရင်တော့ကျွန်တော်နံပါတ်1တောင်ပို့ချင်တာ coffee ကကြတော့နံပါတ် coffee ကဘီယာရက်သမားတွေကတရက်ကို4ခွက်5ခွက်တောက်အသေးရောက်ကသမားတွေကအနည်းဆုံး2ခွက်တော့တောက်ရမယ်နော်နံပါတ်5ဘီရူကတော့ဒီမြန်မာပြည်ကအသီးတော့မဟုတ်ဘူးဟို US ဟိုနိုင်ငံခြားလာတဲ့ဟာတွေ city map ဒီမှာရတယ်ပေါ့နော်အဲ့ကောင်ကတော့အသေးစိတ်တောက်ကိုအရင်ပြောကြတယ်တကယ်လည်းကောင်းတယ်ဘီရူပေါ့နော်နံပါတ်6က blueberry anthocyanidin အမြဲတမ်းပြောတယ်ကောင်းတယ်ကင်ဆာလည်းကာကွယ်တယ်နော်အသေးနဲ့ပတ်သက်လည်းကောင်းပါတယ်နံပါတ်9အစိမ်းရင်အောင်ရွက်တွေနော်ဟင်းနွယ်တို့နော်ရွက်ကြော်တွေပေါ့ကွာအစိမ်းရွက်တွေစားပေါ့ရွက်ကြော်နဲ့မြီးပေါ့ကွာအသေးသမားတွေရွက်ကြော်စားပေါ့နော်ဘီဝိုးစီဝသမားတော့ရက်ဘီကတော့တောက်လို့မရဘူးပေါ့နော်အသီးပြီးသားပေါ့နော်အသေး6တော့လုံးဝမရဘူးပေါ့နော်အသေး level 2ဆိုနာ3ဆိုရင်လုံးဝရက်နော်နောက်တစ်ခုနံပါတ်8ကပန်ဒီ very good ပန်ဒီနဲ့မြီးအရင်ကောင်းတယ်ပန်ဒီနံပါတ်9 broccoli ရွက်ကြော်ထဲမှာကျွန်တော်တော့ဘီယာရက်တောက်ရင် broccoli ဘန်ကော်ဘီစိမ်းကြော်စားတယ်တီဟိုစီကြော်လေးနဲ့မြည်တယ်နေကြာစီနဲ့မြည်တယ်โอเคပန်ဒီလေးနဲ့မြည်โอเคအရက်တောင်ရင်အရက်ဝီစကီခွက်တဲ့ပန်ဒီထည့်လိုက်တယ်နည်းနည်းတော့စိတ်တောက်ပြေတာပေါ့နော်ရေတော့ရောပေါ့နော်ပြီးနံပါတ်10ကစနွင်းမုတ်နော်စနွင်းနဲ့တန်လွင်စီနဲ့တောက်တယ်ပေါ့အဲ့ဒါလေရက်ပြိုင်တောက်တဲ့ကောင်သိမှာမရက်မတောက်ခင်စနွင်းနဲ့တန်လွင်စီနဲ့မြူထားလိုက်ပြီးထားလက်သွားမယ်ဟိုကကောင်ရှင်တောက်တဲ့ကောင်မှောက်လဲသွားမှာအဲ့လိုတွေရှိတယ်မီးလေးတွေတော့ရှိတာပေါ့နော်ဒါ10ချက်လက်ဆောင်ပေးတာ